အားလုံးပဲမင်္ဂလာပါတောင်းရဲ့ YouTube Obega Channel တက်ကနေထောင်းရဲ့မိသားစုဝင်ကိုရီမားတွေအားလုံးကိုနှွေးထွေးစွာနဲ့ပြန်လည်ပြီးကြိုဆိုပါလိမ့်နော်ကဲကိုရီမားတွေအားလုံးပဲကျွန်တော်တို့ဒါ6ရက်နေ့တလင်းလာနေမှာတော့ကိုရီမားတွေအားလုံးပဲမနက်ပိုင်း3ညတက်မှလည်းရှယ်ပတ်တီညနေပိုင်းပေါ့နော်ဒါ80တက်မှလည်းပေါ့နော်ရှယ်ပတ်တီနဲ့ပဲကျင်တတ်လိုက်ရနေကုန်းမှာပတ်တီပတ်တဲ့အကိုရီမားတွေအဆင်ပြေပဲနော်ကဲဟုတ်ပြီကျွန်တော်မိတ်ဆွေညီကောင်မောင်နှမတွေအားလုံးပဲကျွန်တော်တို့ဒါဒီညနေပိုင်း81နက်ခတ်ထွက်ပြီးကျွန်တော်ရဲ့အကိုရီမိုင်အားလုံးမနက်ပတ်9ရက်နေ့အင်္ဂါနေ့နေကုန်မှာနော်ရှယ်ပတ်သီးနဲ့တကွက်ကောင်းကိုရှယ်ထိုးမယ်နော်ကဲဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးပဲအခုကြည့်နေတော့မိတ်ဆွေညီကောင်မောင်နှမတွေအားလုံးပဲနော်ကဲဒီနေ့မှာရရှိလိုက်တဲ့အကိုရီမိုင်တွေအားလုံးကကိုပေါက်တလောက်ပေါက်ကြီးနော်ပတ်သီးပတ်တဲ့မိသားစုဝင်များအားလုံးပဲကိုပေါက်တလောက်ပေါက်ကြီးလေးကိုcomment လေးမှာမှန်ပေးမယ်နော်နေကုန်မှာတော့အစင်ပြေတဲ့ညာရောမနက်ကောပတ်သီးနဲ့ပဲကျန်လာလိုက်ရတယ်နော်ဒါပေမဲ့ဘောကေအားလုံးပဲပတ်သီးပတ်တဲ့အကိုရီမတွေတော့အစင်ပြေမှာပေါ့နော်ရားလိုက်တဲ့ကိုရီမတွေရားလိုက်မယ်မရသေးတဲ့ကိုရီမတွေလည်းမရသေးဘူးနော်ဘာမှစိတ်ထဲမကြနဲ့မရက်ဖန်ကျွန်တော်ရဲ့အကိုရီမတွေအတွက်နော်9ရက်နေ့မှာဓာတ်ကွက်ကောင်းကို share ထိုးရမယ်နော်ဟုတ်ပြီလားဒါကြောင့်မလို့ကျွန်တော်ရဲ့မိသားစုဝင်များအားလုံးပဲမရက်ဖန်9ရက်နေ့မနက်ညမှာလည်းကဲအားလုံးပဲဘိုင်းပတ်သီးလေးနဲ့တကွက်ကောင်းကို share ထိုးမယ်ဆိုတော့ကိုရီမတွေအားလုံးပဲ like show profile လေးကိုအစာအဆုံးလေးကိုသိချလေးကြည့်သေးချာလေးနားတော့မယ်နော်ကဲကျေးဇူးကကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးပဲထောင်းရဲ့ channel လေးကိုကဲအားလုံးပဲကြည့်ရှုအားပေးတော့ကိုရီမအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပေါင်းနဲ့ပြည့်စုံပါသည်ကောင်းမွန်သောနေ့ရက်တိုင်းကိုလည်းထာဝရကိုယ်စီပိုင်ဆိုင်နေပါသည်အသက်ရှူလိုက်တိုင်းမှာလည်းဝင်ငွေဒီတက်မကဝင်ကြပါသည်နော်မင်္ဂလာရှိသောနေ့ရက်တိုင်းကိုလည်းထာဝရကိုယ်စီပိုင်ဆိုင်နေပါသည်ဗျနော်ကဲဟုတ်ကဲ့ပါဒါကျွန်တော်ရဲ့ channel လေးကိုအခုမှတွေ့လို့မြင်လို့ကြည့်ရှုနေတော့ကိုရီမတွေကအရင်တော့ငနေ့ကအားပေးနေတော့ကိုရီမတွေကနော်ထအောင်ရဲ့ channel အသစ်ကလေးကို subscribe မရသေးတဲ့ကိုရီမအားလုံးပဲ subscribe လေးတွေနေပြီးမှကြည့်ပေးပါနော်ကဲဟုတ်ကဲ့ပါကြည့်နေတဲ့မိတ်ဆွေညီကောင်မောင်နှမတွေကလည်းဒီ video ဝိုင်းသည်ငါတယောက်တည်းပဲပေါက်ပါသည်ငါတယောက်တည်းပဲရပါသည်ဆိုတဲ့စိတ်ကိုမထားနဲ့နော်ကိုလိုပဲတယောက်မြင်လို့တယောက်ရအောင်ကိုအစဉ်ပြေသလိုအများလည်းအစဉ်ပြေအောင်လို့ share လုပ်တတ်တဲ့မိသားစုဝင်များနော်2 3နဲ့သက်ဆိုင်တဲ့နေရာလေးတွေမှာ share ပေးကြမယ်နော်မနက်ဖြန်9ရက်နေ့အင်္ဂါနေ့မနက်ညမှာတီးတီမီမီလေးနဲ့ပေါက်ချင်တဲ့ရချင်တဲ့ဆိုတဲ့မိသားစုဝင်များအားလုံးပဲ video file လေးကိုအစားအဆုံးလေးကိုသိချလေးကြည့်သေးချာလေးနားတော့ကြော်ကြည့်တာတို့ရင့်ကြည့်တာတို့မလုံးနဲ့ကိုကြော်ကြည့်လိုက်တဲ့နေရာပေါက်ွက်ကြံခဲ့ကျွန်တော်မိတ်ဆွေညီကောင်မောင်နှမတွေနစ်နာလိမ့်မယ်ကိုကနော်မနက်ဖြန်9ရက်နေ့မှာဘာကနန်းတွေကိုအဓိက live ဆော့ရမယ်မတည်သေးတဲ့ညီကောင်မောင်နှမတွေအားလုံးပဲမနက်ဖြန်အတွက်ကိုဒါကျွန်တော်ရဲ့အကွေမတွေအားလုံးပဲထိုးရမယ်တကွက်ကောင်း share main ကနန်းနေကျွန်တော်ဒီ video file ထဲမှာပေးသွားမယ်နော်မနက်ဖြန်အင်္ဂါနေ့9ရက်နေ့မနက်ညမှာတကြိမ်လောက်ကိုထီထီမီမီလေးနဲ့ပေါက်ချင်တယ်တကြိမ်လောက်ကိုတော့ထီထီမီမီလေးရချင်တယ်ဆိုတော့ကိုရီမတွေအားလုံးပဲနောက်မနက်ဖြန်နေကုံမှာ2ကြိမ်စလုံးမဟုတ်ရင်တော့ကျွန်တော်ဘက်ကနေပြီးတော့တကြိမ်လောက်ကိုထီထီမီမီလေးရရမယ်ပေါက်အောင်မယ်ကိုကြီးပေးတော့နောက်ဒီနေ့မှလေးရဖို့ပေါက်ဖို့ကိုရီမတွေအားလုံးပဲပတ်သီးနဲ့ပဲကျန်လိုက်ရမနက်ကောင်းညက်နေရောမနက်ပိုင်းကျွန်တော်ကိုရီမတွေအားလုံးပဲ9ပိုင်း3ရပိုင်းကို3ရတက်နော်ကိုရီမတွေအားလုံးပဲပတ်သီးနဲ့ပဲရတယ်ညနေပိုင်းမှာလည်း80တက်ပိုင်းတက်ပတ်သီးပတ်သီးနဲ့ပဲထက်ရတယ်မနက်ဖြန်ကို main ကနန်းတကွက်ကောင်းเนาะကဲထပ်လာပြီဟုတ်ပြီကဲဆိုတော့ကိုရီမိုင်အားလုံးပဲကျွန်တော်ရဲ့ video file လေးကိုကြည့်နေပြီဆိုရင်အားပေးရင်ကလမလေးတွေကိုစီတယောက်တစ်ချက်ဒီနေ့ comment လေးတွေအောင်မင်္ဂလာပါလို့မှတ်ထားနော်ဒီနေ့မှာရလိုက်တဲ့မိသားစုဝင်များပါတယ်ဆိုရင်ပေါက်ကြီးလေးတွေမှတ်ပြီးဝင်လာခဲ့เนาะကဲဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်များအားလုံးပဲမနက်ဖြန်အတွက်เนาะလာပြီမနက်ဖြန်9ရက်နေ့အတွက်ကဲအားလုံးပဲထောင်းတို့ဒါစောရမဲ့ပတ်တီး1ချိန်ခိုင်မာဆုံး1ချိန်ပတ်တီးကဘာလဲဆို6ပတ်တီး1ပတ်တီးအကိုရီမတွေအားလုံးပဲမနက်ဖြန်ကို6တက်ဝမ်းချိန်နေကုန်မနက်ညမှာ6တက်အညီလေးနဲ့ကစားနော်6တက်ကညီလေးနဲ့ကစားမယ်နော်ထောင်းပေးတဲ့ကဏ္ဍလေးတွေအားလုံးကမနက်ဖြန်9ရက်နေ့မနက်ညအတွက်ပဲဖြစ်ပါတယ်ထောင်းပေးတဲ့ကဏ္ဍလေးအားလုံးပဲမနက်ဈေးမှာကြောက်သွားရင်ထောင်းတို့ညနေဈေးကိုဘာလေးတွေဆက်ဆော်ရမလဲဆိုတာပြောပေးမယ်အကယ်၍မကြောက်တော့ညနေဈေးကိုပိုတင်ကစားမယ်တေချာလေးလိုက်နားတော့မှကဏ္ဍကိုထောင်းနှိုက်ချိန်ပြပုံမခေါ်ဘူးတေချာလေးလိုက်နားတော့မှတေချာသိမယ်အကြိုက်ဆုံးတစ်ကွက်ကောင်ပိတ်ဆုံးကြရင်ပြောပေးမယ်တေချာလေးလိုက်နားတော့မယ်နော်ကဲဟုတ်ကဲ့ပါကဲအားလုံးမကြည့်နေတော့မိသားစုဝင်များအားလုံးပဲအပန်းမကြည့်ဘူးဆိုထောင်းအားပေးတယ်ဆိုလက်မလေးတွေကိုစီနှိပ်ခဲ့မယ်နော်မနက်ဖြန်ကို share main ကနန်းနဲ့ကိုပေါက်ရမယ်ဟုတ်ပြီနော်ကဲဆိုတော့ကိုရီမိုင်အားလုံးပဲမနက်ဖြန်အင်္ဂါနေ့မနက်ညအတွက်ကိုကဲအားလုံးပဲ1ချိန်ပတ်တီးကထပ်လာမယ်ဆိုရင်လည်း6ပိုင်း1ပိုင်းလေးနဲ့ကစားပါတယ်6ပတ်တီး1ပတ်တီးပြနော်6ကြိုက်ရင်6ကိုပတ်တာ1ကြိုက်ရင်1ကိုပတ်တာနော်အကယ်၍ကိုကပတ်တီးကိုမပတ်နိုင်လို့ main ကနန်းကိုပဲအဓိကကစားမယ်ဆိုတော့ကိုရီမိုင်တွေအားလုံးအထောက်ပေးတဲ့ main ကနန်းတွေကိုအဓိကဦးစားပေးပြီးစော့မယ်ဟုတ်ပြီနော်ကဲအားလုံးပဲနော်ဒါဆိုကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးပဲ6နဲ့ကိုအဓိကထိုးရမယ်ကဏ္ဍတေချာလေးလိုက်မှတ်ပါနော်
ချောင်းနဲ့အဓိကထိုးရမယ် main တင်ထိုးရမယ်ကဏ္ဍကဘာလဲဆိုတော့66နှစ်6869 sorry နော်ကဲအားလုံးမတေချာလေးတစ်ခေါက်လောက်လိုက်မှတ်ပါနော်6နဲ့ပတ်သက်လို့အဓိကကိုထိုးရမယ် main ကဏ္ဍတွေကဘာတွေလဲဆိုတော့66နှစ်6869 60ရဲ့6နှစ်က68က69ရဲ့နော်ဒီ main ကဏ္ဍတွေကိုအဓိကဦးစားပေးပြီးစောင့်မယ်ကဲအားလုံးပဲ6ကြိုက်တော့အကိုတွေမအားလုံးပဲပေါ့နော်6ကြိုက်ရင်ဒီဟာလေးတွေကိုအဓိကဦးစားပေးစောင့်မယ်6မှာလုံးမိုက်အမရှိလို့တွဲစောင့်မယ်ဆိုရင်မနက်ဖြန်တော့အားလုံးပဲ1ပိုင်း6ပိုင်းညီအောင်ကစားနော်လုံးမိုက်အမရှိလို့ကီးမှာရှိလို့စောင့်မယ်ဆိုရင်မနက်ဖြန်ကျွန်တော်တို့9ရက်နေကုန်မှာ1ပါတော့ကန6ပါတော့ကနအဓိကဦးစားပေးပြီးကစားမယ်နော်6ကြိုက်လို့ပတ်တိမပတ်နိုင်ဘူးထောင်းအောင်ခေါ်ပေးထားတဲ့ main ကဏ္ဍတွေကိုအဓိကဦးစားပေးပြီးစောင့်ပါနော်ကဲဒါဆိုကျွန်တော် main ဆိုညီကောင်မောင်နှမတွေအားလုံးပဲ1နဲ့ထိုးရမယ် main ကဏ္ဍလေးပြောပေးမယ်ကဲတင်းတဲ့ကိုအဓိက live ဆော့ရမယ် main ကဏ္ဍတွေကဘာတွေလဲဆိုတော့ကျွန်တော်အကိုဒီမှာအားလုံးပဲ1နှစ်1လေး1နှစ်1လေး1 5 1ခွန်နော်1နှစ်က1လေးရဲ့1 5ရဲ့1ခွန်ရဲ့ကဲအားလုံးပဲကဏ္ဍလေးတွေကိုတေချာလေး live မှတ်ပါနော်မိသားစုဝင်တွေအားလုံးပဲ1နှစ်1လေး1 5 1ခွန်ပါ1နှစ်က1လေးရဲ့1 5ရဲ့1ခွန်ရဲ့ပတ်သီးကိုမပတ်နိုင်အခုထုတ်ပေးထားတဲ့ကဏ္ဍလေးတွေကိုအဓိကဦးစားပေးပြီးစောင့်မယ်ကဲအားလုံးပဲပေါ့နော်အကြိုက်ဆုံးမနက်ဖြန်လေကုံစာတဲ့အကြိုက်ဆုံးအခွေလေးနဲ့ဓာတ်ကွာကောင်းလေးချအောင်ပြောပေးမယ်နော်ကဲမနက်ဖြန်ကျွန်တော်တို့အားလုံးပဲခွေဒီကျွန်တော်မိသားစုဝင်တွေအားလုံးပဲထူးချက်3လုံးအခွေကဘာလဲဆိုတော့6-5နှစ်နော်6-5နှစ်3လုံးအပြီးပေါက်အခွေလေးပါအပူလေးပါထည့်ခွေပြီးစောင့်မယ်နော်မနက်ဖြန်လေကုံစာအတွက်အကြိုက်ဆုံးထူးချက်3လုံးပြီးပေါက်အခွေဒီ6-5နှစ်နော်6-5နှစ်3လုံးပြီးပေါ့အခွေလေးပါအပူလေးပါထက်ခွေဆောင်ထားအောင်တို့ဒီနေ့နေကုန်ပါတဲ့ main ကဏ္ဍတွေလည်းရဖို့ပေါ့နော် main ကဏ္ဍတွေလည်းရဖို့မနက်ကလည်း3ရနှစ်ဆို main ကဏ္ဍရတယ်ဒါပေမဲ့3ရ1နဲ့ပတ်တီးနဲ့ပဲကျင်နာလိုက်ရတယ်ပေါ့နော်ညနေပိုင်းမှာလည်းထိုးဒီလက်ကောင်းပဲပုဂ္ဂိုလ်တွေမှအားလုံးပဲဆက်ဆက်တက်ကိုပတ်တီးနဲ့ပဲကျင်နာလိုက်ရကဲကျွန်တော်တို့ဒီနေ့နေကုန်ပါတော့ main ကဏ္ဍလေးနဲ့နော်ယူမယ်ကဲဒါဆိုကျွန်တော်မိသားစုဝင်တွေအားလုံးပဲ6-5နှစ်3လုံးအပြီးပေါက်အခွေအပူလေးပါထက်ခွေကစားနော်အခွေဒီအပူပါထက်ခွေကစားပါ6-5နှစ်ပါကဲအကြိုက်ဆုံးတကွက်ကောင်းကိုစော့မယ်ဆိုတဲ့အကိုရီမကြီးအားလုံးပဲကျွန်တော်ရဲ့အကိုရီမကြီးအတွက်မနက်ဖြန်အားလုံးပဲပေါ့နော်အကြိုက်ဆုံးထူးရှယ် main တကွက်ကောင်း6နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main တကွက်ကောင်းက63နော်6နဲ့ပတ်သက်တဲ့အကြိုက်ဆုံးထူးရှယ် main တကွက်ကောင်းဒီ63 63ရဲ့တင်းနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main တကွက်ကောင်းက13နော်တင်းနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main တကွက်ကောင်းဒီ13 6နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main တကွက်ကောင်းဒီ63နော်ဟုတ်ကဲ့ပါကဲအားလုံးပဲ6နဲ့ပတ်သက်ရင်63 share main တကွက်ကောင်းတင်းနဲ့ပတ်သက်ရင် share ဘောနော်ဒါအကြိုက်ဆုံး share main တကွက်ကောင်းနော်ဒါကတော့ကိုကိုရီမိုင်အားလုံးပဲဘောနော်ထောက်အောင်တင်သမျှကိုအရှုံးနိုင်လေးကိုလက်ခံလို့ကစားကြပါရဆိုတဲ့မိသားစုဝင်များအားလုံးပဲတောင်းရဲ့ channel လေးကို subscribe လေးနှိပ်ထားမယ်ကဲအားလုံးပဲကြံရက်တွေမှာဘာကနန်းတွေအဓိကထိုးရမယ်မတည်သေးတော့အကိုရီမတွေဘလို့တွေစော့ရမယ်မတည်သေးတော့အကိုရီမအားလုံးပဲလူသစ်မိတ်ဆွေတွေပါဆိုရင်ထောင်းရဲ့ channel လေး subscribe နှိပ်ထားမယ်ထောင်းတည်သမျှထောင်းရသမျှဒါအရင်ဘက်ကလိုတဲ့ဒါ10ချိန်ကို10ချိန်တီတီရတယ်ဒီဘက်မှာဖွင့်နေမှာကိုကိုရီမအားလုံးပဲတော့ main ကနန်းမဟုတ်ပဲပတိနဲ့တော့အဆင်ပြေတယ်နော်ကဲဒီမနက်ဖြန်တော့ကို main ကနန်းနဲ့စာယူမယ်ကဲဟုတ်ကဲ့ပါအားလုံးပဲပေါ့နော်လက်မလေးတွေကိုစီနှိပ်ထားမယ်နော်ကိုရီမအားလုံးလက်မလေးကိုစီနှိပ်ထားပဲနော်မနက်ဖြန်တော့ကိုဆက်လက်ပြီးအောင်မြင်ခြင်းတဲ့အကိုရီမအားလုံးပဲနော်ကဲထောင်းရဲ့ review လေးကိုစာသုံးကြည့်ရှုအားပေးတော့ကိုရီမအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာစေအပေါင်းနဲ့ပြည့်စုံပါသည်ကောင်းမှုသောနေ့ရက်တိုင်းကိုထာဝရကိုစီပိုင်ဆိုင်နေပါသည်ဗျကဲအားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုလည်းထာဝရကိုစီပိုင်ဆိုင်နေကြပါသည်အားလုံးပဲကိုလက်ပါဗျာကံကောင်းကြပါသည်